မာနကခွေးအမီးလိုပဲဘာမှအသုံးမတည့်ဘူးဆိုတော့မာနတွေလျှော့ပါမာနတွေနော်ဘယ်နေရာမှာသုံးမယ်မာနဘယ်နေရာမှာမသုံးနဲ့အသုံးမတည့်ဘူးမာနခံရင်တရားမရဘူးမာနကြီးရင်ဂါရဝမရှိဘူးမာနကြီးတဲ့သူကအယုသေးပေးဖို့ဝင်လေးသွားပြီသူများကိုအယုသေးမပေးတော့မန်တက်နေတာလေမာနကြီးတဲ့သူကနိဝါဒနှိမ့်ချဖို့မလုပ်တော့နိဝါဒဆိုတာဂါရဝဆိုတာမင်္ဂလာတရားနိဝါဒဆိုတာလေမင်္ဂလာတရားမာနကြောင့်အဲ့ဒီမင်္ဂလာတရားတွေမရှိတော့ဘူးဆိုအမင်္ဂလာဖြစ်သွားတာပဲနော်ဒါကြောင့်လို့အနှစ်မရှိတဲ့စပယ်နံကထောင်းသိပ်ဖြစ်တာအတိတရားတွေရှိသွားတယ်ပညာတွေတအားတတ်သွားတဲ့ပုံကိုယ်တွေကြတော့နှိမ့်ချသွားစပယ်နံလိုပဲအနှစ်ရှိတဲ့စပယ်နံကနှိမ့်ချသွားတာဩမင်းကွန်တိပိကဆရာတော်ဘုရားကြီးရဲ့ပုံလေးတွေကြည့်လိုက်ဆရာတော်ကြီးကမေတ္တာတအားကောင်းတယ်လို့နှိမ့်ချမှုလည်းတအားကောင်းတာအမြဲတမ်းကြည့်ရင်ကျုံလေးပဲထိုင်တယ်တရားဟောတာစားကိုရင်လေးတွေကအစားအရှင်ဘုရားတပည့်တော်ပြောတာပညာတတ်တဲ့မြပညာတတ်လုံးအားကြီးတော့နှိမ့်ချသွားတယ်ပညာမတတ်တဲ့သူတွေကြတော့ထောင်းသိမ့်လောက်တာမလီ BSc ကို MS တို့ PhD တို့ဘာတီတို့ညာတီတို့နော်လောကလူသားတွေတက်တဲ့လောကပညာကအဲ့ဒါသူတို့ကလောကရက်တွေလောကတက်ပညာတွေပဲသင်ပေးလိုက်တဲ့အခါကျတော့ရုပ်ပိုင်းဆိုင်ရာတွေပဲသင်ပေးတာစိတ်ပိုင်းဆိုင်ရာတွေသင်မပေးလိုက်တဲ့အခါကျပညာတတ်တွေကတတိမပါရင်ဉာဏ်မပါရင်ပညာတတ်တွေရုပ်မာပြီဆိုရင်လိုက်မမီတော့ဘူးနော်ပညာတတ်များသရတရားနဲသွားရင်ဖယားကိုလည်းမကြည်ညိုဘူးတရားကိုလည်းမကြည်ညိုတန်ဃာကိုလည်းမကြည်ညိုတော့ဘူးပညာလွန်ကဲတတ်တာနဲ့ဆင်းလဲကောက်ချစ်တယ်ပညာအားကောင်းပြီးတော့ယုံကြည်မှုတရားနဲ့ရင်ကောက်ချစ်သွားတာညောဘုန်းကြီးကိုးကွယ်စရာမလိုပါဘူးဆိုတာရှိတာတချို့ကလေလူစရာမလိုဘူးဖယားကပြောတာစိတ်แท้ရှိရင်ပြီးတာပဲလို့ပြောတယ်ဘယ်လိုနဲ့ဒါနတွေတဲ့မလုပ်တော့ပညာတတ်တရားလေ